ပါစီဟာရွှေစင်နဲ့လှုပ်ထားတဲ့ထိုင်ကုန်တစ်လုံးပေါ်မှာထိုင်လိုက်ပါတယ်ထိုင်လိုက်ခြင်းပဲသူ့ခြေထောက်တွေဟာတဖြည်းဖြည်းရွှေဖြစ်ပြောင်းလာပါတယ်အဲ့နောက်ဘက်ကစိုးရိမ်စိတ်နဲ့ချက်ချင်းထားလိုက်ဖို့ပြောပေမဲ့ဒီထိုင်ကုန်ကအပိသက်တစ်ခုပါဝင်နေပြီးတစ်ခါထိုင်ပြီးရင်ဘယ်သူမှထွက်လို့မရပါဘူးပါစီဟာနောက်ဆုံးမှာတော့ရွှေရုပ်တုတစ်ခုလိုပြောင်းသွားပါတယ်သူ့လက်ထဲကရှီးကတော့မြေပြင်ပေါ်ကျသွားပါတယ်ရှီးကိုယူပြီးထွက်သွားနိုင်ပေမဲ့အဲ့နှစ်ဘက်ကပါစီကိုမထားခဲ့ခြင်းပဲရွှေထိုင်ကုန်ရဲ့စနစ်ကိုဖျက်ဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမိဖုရားဘော်ကန်ပေါ်လာပြီးသူ့ရဲ့ဝီဆဲကိုမောင်းလိုက်ပါတယ်ချက်ချင်းပဲလှေကားကမြင့်တက်သွားပါတယ်အခုရှီးကိုယူပြီးထွက်သွားနိုင်ရင်အဲ့နှစ်ဘက်ဟာအမြင့်ဆုံးဂုံပုတ်စုလက်ကိုရရှိနိုင်ပါတယ်ဒါပေမဲ့အဲ့နှစ်ဘက်ကဂုံပုတ်ကိုမမတ်ပဲပါစီကိုကယ်တင်ဖို့ကိုပဲရွေးချယ်လိုက်ပါတယ်ပါစီရဲ့ကိုယ်တိုင်စွန့်လွတ်မှုနဲ့အဲ့နှစ်ဘက်ရဲ့တစ္ဆာရှိမှုကမိဖုရားဘော်ကန်ကိုအလွန်သဘောကျစေခဲ့ပါတယ်ဘော်ကန်ကဝီဆဲကိုထပ်မံမောင်းလိုက်တဲ့အခါပါစီရဲ့ကိုပေါ်ကရွှေတွေတဖြည်းဖြည်းပျောက်ကွယ်သွားပြီးရွှေထိုင်ကုန်ရဲ့အပိသက်လည်းပြတ်သွားပါတယ်တကယ်တော့ဒီအပိသက်ဟာမိဖုရားကစမ်းသပ်ဖို့ချထားတဲ့စမ်းသပ်မှုတစ်ခုပဲဖြစ်ပြီးအောင်မြင်နိုင်ဖို့တယောက်နဲ့တယောက်သစ္စာရှိဖို့လိုအပ်တာပါနောက်ဆုံးမှာသူတို့ဟာသူတို့ရဲ့ရှိတွေကိုစစ်ဖုရားအလစ်စီပေးအပ်လိုက်ကြပါတယ်အလစ်ကသူတို့အတွက်ကားတစ်စီးစီစဉ်ပေးပြီးကိုယ်တိုင်ပဲနောက်ထပ်စွန့်စားမှုအသစ်တစ်ခုစတင်ဖို့ပို့ဆောင်ပေးခဲ့ပါတယ်